ပရိလေးရိုက်တဲ့ပရမထိတ်တူထိတ်ကိုထိတ်ကူးတာနဲ့ဘွားတဲ့ရှေးပေါင်းလျှောက်ထိတ်တူထိတ်ဖြစ်တာနဲ့အဲ့မှာပရိလေးရိုက်တာနဲ့ဒီထိတ်တူထိတ်ကိုထိတ်ရိုက်တာနဲ့ဘွားတဲ့တစ်တာနဲ့ပေါ့ဗျာအဲ့မှာဒီမှာတော့ကျွန်တော်တို့ခုနပြောသလိုပဲထိတ်တူထိတ်ရှေးပေါင်းလျှောက်ထိတ်တူလို့ရိုက်တယ်အဲ့တော့အပိတ်သုံးလုံးကဒီနေရာမှာပရိလေးမကြောက်ဒါပေမဲ့အမှန်ကန်ဒီမှာကကြားတယ်အဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကခင်ဗျားတို့ပြောပြလိုက်မယ်ကိုယ်ဒိတ်နဲ့ကြွားတဲ့အဲ့ဒါဆိုလို့ရှိရင်ကိုးဝတ်တယ်မှာဒီပေါ့နိဒီကိုးဒိတ်ကကိုးဒိတ်လို့ရှိပေါင်း6ရက်ပထမတော့ရှိပေါင်း6အပိတ်သုံးလေးပရိလေးနောက်ကိုးဒိတ်ဒီထိတ်တူထိတ်ကိုးဒိတ်ကိုကိုးဒိတ်တစ်အဲ့တော့ဒုတိယလည်းရှိပေါင်း6ထိတ်တူထိတ်ပရိလေးညအဲ့ပရိလေးရဲ့နောက်တဲ့နေ့ဒီဒိတ်တူထိတ်ကိုတစ်အဲ့လိုပြောတာနော်အဲ့တော့ဒုတိယမှာလည်းကျွန်တော်တို့ဒီမှာရှေးပေါင်း6ထိတ်တူထိတ်ပရိလေးမရဘူးပရိလေးအဲ့အမှန်ကအောက်ရိုက်တယ်အဲ့ဒါဆိုရင်ကိုးထိတ်တစ်ရှင်တစ်အဲ့မှာကိုးထိတ်ကွာတဲ့ဆို90နဲ့ကွာနော်အဲ့ဒါပဲရှိတာကျုံလဲ